NTK viewer အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Turbo 4 Pro မှာ Harry Potter Edition ပဲဖြစ်ပါတယ်ဒီ Redmi Turbo 4 Pro လေးကသူ့မှာပါလာတဲ့ Snapdragon AS Gen 4ကြောင့်အခုချိန်အားလုံးကစိတ်ဝင်စားနေတဲ့ဖုန်းလေးဆိုလည်းမမှားပါဘူးအဲ့ဒါကိုမှ Harry Potter Edition ထဲမှာဘာတွေပါလဲရိုးရိုးနဲ့ရောဘာတွေပေါ်သားလဲဆိုတာလေးကိုကျွန်တော်ဒီ video လေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်သူ့ရဲ့ Blu-ray မှာဘာတွေပါလဲဆိုတာလေးကို unboxing လုပ်ပေးထားတာလေးကိုတော့ Apple Plus Mobile မှာတွားကြည့်လို့ရပါတယ်ကျွန်တော် link လေးလည်းချပေးထားပါတယ်ကျောဘက်ဒီဇိုင်းကတော့ဒီအနီရောင်ကာလာလေးကိုတောင်းပြတ်ပုံစံလေးနဲ့အပေါ်ဘက်ထောင်လေးမှာ Ron ရဲ့ Hermione ရဲ့ Harry ရဲ့ပုံလေးကို silhouette လေးနဲ့ထားပေးထားတယ်။သူ့ရဲ့ Harry Potter စာတန်းလေးကိုတော့ဖောင်းကြွစလုံးလေးနဲ့ထွင်ပေးထားရပါတော့။အကင်ကြည့်မယ်ဆိုလို့ရှိရင်တော့ကြွတက်နေတာသတိထားမိလိမ့်မယ်။ပြီးတော့ညာဘက်မှာ Harry Potter ရဲ့မျက်နှာဘေးတစ်စောင်းပုံလေးကိုထပ်ပြီးထွင်ပေးထားသေးရပါတော့။အပေါ်ဘက်ချမ်းကတော့ glossy ဖြစ်ပြီးတော့အောက်ဘက်ချမ်းကတော့လက်ရမထင်တဲ့ texture ကိုသုံးပေးထားတယ်။ဘေးပေါင်တွေကလည်းလက်ရမထင်တဲ့ texture မျိုးပဲ။ကန်ရတော်တော်လေးတတောင့်တတရှိပြီးတော့အနည်းသက်ဆုံးပြောရမယ်ဆိုလို့ရှိရင် iPhone ကန်ရတဲ့ hand feeling မျိုးရတယ်ဗျသူ့ရဲ့အလေးချိန်က219 gram တော့ရှိတယ်ဒါပေမဲ့ဒီလို size ကြီးဖုန်းတစ်လုံးအတွက်ဆိုလို့ရှိရင်ဒီအလေးချိန်ကအရင်လေးတယ်လို့တော့မခံစားရသေးဘူးအလေးအောင်အောက်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အနီအောင်တော်တော်လေးထင်းပြီးတော့ကြည့်ရတော်တော်လေးလှတဲ့ဖုန်းတစ်လုံးလို့တော့မြင်မိတယ်အတွင်းဘက်က things အနေနဲ့တော့ထွေထွေတူတော့မရှိဘူး lock screen wallpaper တစ်ခုရယ် home screen wallpaper တစ်ခုရယ်ပြီးတော့ icon လေးတွေကို Harry Potter things ပုံစံမျိုးလေးနဲ့ customize လုပ်ပေးထားတယ်ဒါပါပဲခြားထွေထွေတူတော့မပါပါဘူး 6.83 inch ရှိတဲ့ AMOLED display ကိုသုံးပေးထားတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီ display ကတော်တော်လေးကိုကြီးရဲ့ display လို့ပြောလို့ရတယ်ဆိုတော့ screen ကြီးနဲ့မှရုပ်ရှင်ကြည့်ရ game ဆော့ရတာကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့တော်တော်လေးကိုစိတ်ကျေနပ်မှုရစေမှာပါ120Hz အပြင်သူ့ရဲ့ဒီ edition ဖုန်းက RAM 16GB တောင်ပါတာဖြစ်တဲ့အတွက် multitasking ဘိုင်းမှာလည်းတော်တော်လေး smooth ဖြစ်တယ် app တွေတစ်ခုနဲ့တစ်ခုကိုထက်ငေါ်မရှိဘဲနဲ့ကူးကြည့်တန်းကြည့်လုပ်လို့ရတယ် peak brightness က3200 nits ဖြစ်တဲ့အတွက် dry sunlight အောက်မှာလည်း content တွေကိုရှင်းရှင်းလင်းလင်းမြင်ရမှာပါ Snapdragon AS Gen 4က GPU ဘိုင်းမှာတော့ 8 Gen 3ထက်နည်းနည်းလေးပိုကောင်းလာတယ် Antutu score မှာလည်း2တန်းကျော်ထိရထားဖြစ်တဲ့အတွက်လက်ရှိ Triple A title တွေဖြစ်တဲ့ Delta Force တို့ Genshin Impact တို့ PUBG တို့လို game တွေကိုအထင်ကောင်းမရှိအေးဆေးဆေး high performance နဲ့ဆော့လို့ရပါတယ် PUBG ကိုဆိုရင် graphic ကို Ultra HDR နဲ့ frame rate ကို extreme ထိထားပြီးတော့ဆော့လို့ရမယ်ဒီလို setting ကိုအမြင့်ဆုံးထားပြီးဆော့တာအောင်မှာဖုန်းကတိတ်ပြီးတော့မပူပဲနဲ့နည်းနည်းလေးနှွေးရအစုံလေးပဲခံစားရတယ်ဒါပေမဲ့ဒီ performance ကိုထိန်းထားနိုင်ဖို့အတွက်ကိုက room temperature ထဲမှာ AC လေးဖွင့်ပြီးတော့ဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်းကို fan လေးတက်ပြီးတော့ဖြစ်ဖြစ်ဆော့ဖို့တော့လိုပါလိမ့်မယ်ဆိုတော့ခြုံပြောမယ်ဆိုရင်တော့ဒီဖုန်းက gamer တွေအကြိုက်ဖုန်းတစ်လုံးဖြစ်လာအောင်မှာတော့သိကြပါပဲကျွန်တော် PUBG ကို high setting နဲ့နှစ်ပွဲဇက်တိုက်ဆော့တယ်ပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်တယ်ပေါ့နော်3နာရီလောက်သုံးတော့မှ battery က15%လောက်ပဲကုန်ပါတယ်ဆိုတော့တော်တော်လေးကိုအသုံးခံတဲ့ battery ပါ battery အနေနဲ့ကတော့သူ့မှာတော်တော်လေးကိုကြီးတယ်9550 mAh ရှိတဲ့ battery ကိုသုံးပေးထားတယ် silicon carbon battery မျိုးစားပါနောက်ပြီးတော့သူ့မှာ 22.5 watt reverse charging လည်း support ပေးပါသေးတယ်သူ့ကိုအပြန်သွင်းမယ်ဆိုလို့ရှိရင်တော့90 watt fast charging နဲ့ပြန်ပြီးတော့အသွင်းရမှာပါ0 to 50% ကို9 watt လောက်တော့ကြာပါတယ်ကင်မရာအနေနဲ့ကတော့သူ့မှာ OIS ပါတဲ့50 megapixel main camera ရဲ့8 megapixel ultra wide ဆိုပြီးတော့ dual camera နဲ့လာပါမယ် Redmi Turbo 4မှာသုံးပေးထားတဲ့ camera setup ကိုပဲသူ့မှာပြန်သုံးပေးထားတာပါကင်မရာဘိုင်းကတော့ပြောမှဆိုရင်တိတ်ပြီးတော့အားရတဲ့အထက်မှာတော့မပါဘူးဒီ day တွေကအရင် crisp ဖြစ်တယ်လို့မခံစားရဘူးပေါ့နော် color တွေက night shot တွေမှာဆိုတော်တော်လေးတိတိကျကျကို soft ဖြစ်နေတယ်ဒါပေမဲ့ဒီဖုန်းကိုဘယ်သူမှလည်းကင်မရာအသားပေးသုံးဖို့အတွက်ဆိုပြီးတော့ဝယ်မှာတော့မဟုတ်ပါဘူးသူရဲ့20 megapixel selfie camera ရတဲ့ပုံလေးရတော့နည်းနည်းလေးမစိုးလို့ပြောအောင်ပါဗီဒီယိုရိုက်မယ်ဆိုရင် 4K 60 fps နဲ့အမြင့်ဆုံးရိုက်လို့ရပြီးတော့ OIS ပါတဲ့အတွက်တော်တော်လေး stabilize ဖြစ်တယ်လို့တော့ပြောလို့ရပါတယ်ဆိုတော့အားလုံးခြုံပြီးပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းကိုဘာတွေအားရလဲဆိုတော့သူ့ရဲ့အဓိက performance ရဲ့ display ရဲ့နောက်ပြီးတော့ battery ကိုတော်တော်လေးအားရမိတယ်အားမရဆုံးပိုင်းကတော့ camera ပေါ့နော်
ဆိုတော့ကိုက game နဲ့ share ဆော့ရတာကြိုက်တဲ့ performance မှာနောက်ပြီးတော့ Harry Potter fan လည်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကိုရေးရွေးလို့ရပါတယ်သူ့ရဲ့ဈေးနှုန်းကတော့ဒီ RAM 16 512GB version ဖြစ်တဲ့ Harry Potter edition ကိုဘတ်18900နဲ့ဝယ်လို့ရမှာဖြစ်ပြီးတော့ Yo-Yo version ဖြစ်တဲ့12256 version ကိုတော့ဘတ်14900နဲ့ဝယ်လို့ရမှာပါစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Apple Plus Mobile မှာဝယ်ယူလို့ရပါတယ် Apple Plus Mobile ရဲ့ location လေးကတော့ဘန်ကောက်မြို့ပတူဝမ် area မှာရှိတဲ့ MBK Center 4 လွှာ 4B03 မှာပဲဖြစ်ပါတယ်Apple Plus Mobile ကို Facebook နဲ့ TikTok ကနေတစ်ဆင့်မှာယူနိုင်သလိုလူကိုယ်တိုင်လည်းတွားရောက်ဝယ်ယူနိုင်ပါတယ်။ Unit လေးကိုကူညီထောက်ပံ့ပေးတဲ့ Apple Plus Mobile ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ဒီလိုမျိုးဖုန်းတွေရဲ့ latest review တွေကိုသိရဖို့အတွက်ကျွန်တော်တို့ page ကို TikTok, Facebook နဲ့ YouTube မှာ like and follow လုပ်ထားလို့ရပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးသွားတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲ see ya